လူတယောက်ကကိုရုပ်ပိုင်းဆိုင်ရာအရာထိခိုက်အောင်လှုပ်လာရင်ဟိုလေဥမမာမင်းနာကိုလက်တီးနဲ့ရွေလာရင်ပေါ့နော်ကျွန်တော်တို့လက်တီကအလိုလိုကောက်ွယ်ဖို့မြောက်သွားတာတဲ့ပဲဟုတ်တယ်ချက်ချင်းပြန်တုံ့ပြန်ခြင်းတဲ့စိတ်ကတဘာဝပဲလေဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအရာအထိခိုက်အောင်လှုပ်တဲ့ခါကျတော့အဲ့ဒီတဘာဝဗီဇကတိတ်အလုံးမခစ်တော့ဘူးတကယ်ဆိုပိုတောင်ဆိုးသွားတတ်တယ်ဟုတ်တာပေါ့ဗျာအဲ့ဒီတော့ဒီကနေ့ရဲ့အသေးစိတ်လေးလာဆွေးနွေးမှုမှာလူအဖွဲ့အစည်းကကိုတန်ဖိုးမထားတဲ့သူတွေကိုစိတ်ပညာရှုထောင်ကနေဘလို့ပြန်လဲတုံ့ပြန်မလဲဆိုတာကိုဆွေးနွေးသွားပါမယ်ဟုတ်ကဲ့ဒီနေ့အဓိကလေ့လာသွားမယ့်ရေးမြစ်တော့ The One Tasset for the Mindset ဆိုတဲ့ YouTube Channel ကနေထုတ်လွှင့်ထားတဲ့စိတ်ပညာဆိုင်ရာမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်ကောင်းပါဗျာအရင်ဆုံးရိုးရလက်စားချင်နည်းတွေကဘာကြောင့်အလုံးမဖြစ်တာလဲဆိုတာကိုကြည့်အောင်စကားနဲ့ပြန်တုံ့ပြန်တာတွေနတ်ကျင်အောင်ပြန်လုံးတာတွေကလေတကယ်တော့တစ်ဖက်လူထောင်ထားတဲ့ခန်းစားချက်တန်တရားတွေကိုကိုယ်တိုင်ပြန်ဝင်သွားတာပါပဲအော်ဟုတ်တာပဲတယောက်ယောက်ကကိုစကားနဲ့ထိခိုက်အောင်ပြောရင်ပြန်ပြောချင်တာလူတဘာဝပဲလေဟုတ်တယ်ဗျာဒါပေမဲ့ရင်းမြစ်မှာဖော်ပြထားတဲ့ပထမနီးလန်းအရဆိုရင်အကောင်းဆုံးတုံ့ပြန်မှုဆိုတာဘသူရဲ့အတိမပြုမှုကိုမှမလိုအပ်တော့လောက်အောင်ကိုကြီးထွားလာစေတာလို့ဆိုပါရဲ့ဆိုတော့ကိုကပြန်တုံ့ပြန်လိုက်တာဟာတစ်ဖက်လူကိုအာနာပေးလိုက်တာနဲ့တူသွားတာပေါ့အတိအကျပဲဗျာအဲ့ဒီတော့ဒုတိယနီးလန်းချစ်တဲ့တိတ်ဆိတ်ငိမ်သက်ခြင်းကတစ်ဖက်လူကိုအနာကျင်စေဆုံးရှိသွားတယ်တကယ်လားဘာလို့လဲရှင်စိတ်ပညာရဲ့အကြည့်ရင်အခြားလူတယောက်ရဲ့စိတ်ခံစားမှုကိုလွှမ်းမိုးနိုင်မှတာသူတို့ကအာနာရှိတယ်လို့ခံစားရတာကိုဗျာဒါဆိုကိုကဒေါသထွက်နေရက်နဲ့ဘာမှမပြောဘဲငြိမ်နေလာကကိုမျိုးတိတ်ထားတာနဲ့မတူဘူးလားမတူဘူးဗျာတခြားသူကိုနာကျင်အောင်လုပ်သူတွေကတကယ်တော့စိတ်ပိုင်းဆိုင်ရာအားနည်းသူတွေလေသူတို့ရဲ့စိတ်ဟာနဲ့ကိုသူတစ်ပါးကိုနှိမ်ချင်းနဲ့ဖြစ်စည်းကြတာကိုကမတုံ့ပြန်တော့တဲ့အခါသူတို့ရဲ့အပြတ်သဘောဆောင်တဲ့စွမ်းရည်တန်တရားကြီးချက်ချင်းတက်တောက်သွားတာပေါ့ဒါကဟိုနိုင်ရန်တစ်ခုကိုတင်းနစ်ဘောလုံးနဲ့ပစ်ပေါက်တဲ့ဥပမာလိုပဲနော်ဘယ်လိုမျိုးလဲဗျာနိုင်ရန်ကဘောလုံးကိုပြတ်မကန်ထိုးဘူးဆိုရင်ကစားပွဲကအလိုလိုပြီးဆုံးသွားတယ်လို့ပဲလေကိုကမတုံ့ပြန်တဲ့အခါတစ်ဖက်လူရဲ့ကစားပွဲကအလိုလိုရပ်တန့်သွားတာပေါ့ဟာတိတ်ကောင်းတဲ့ဥပမာပဲဗျာဒါပေမဲ့တတိထားရမှာကကြီးလိုငြိမ်သက်ခြင်းဟာအေးဆက်မှာကြော်တာမဟုတ်ဘူးနော်တစ်ဖက်လူရဲ့မလုံခြုံမှုတွေကိုနားလည်ပြီးတနာကျင်နာလာတဲ့တတိတရားမျိုးပါနားလေမှုကြောင့်ဖြစ်လာတဲ့ငြိမ်သက်ခြင်းပေါ့မှန်ပါတယ်ဗျာအဲ့ဒီလိုစိတ်ပိုင်းဆိုင်ရာအရာငြိမ်သက်သွားပြီဆိုရင်ရုပ်ပိုင်းဆိုင်ရာအရာပါထွက်ခွာသွားခြင်းကဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုဆက်ကြည့်ကြမယ်ဟုတ်ကဲ့ရင်းမိရဲ့နီလန်3မှာဘာမှမပြောဘဲတိစိတ်စွာပြော့ကွယ်သွားခြင်းကတစ်ဖက်လူတွေကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာဟာခွက်တစ်ခုဖြစ်ပေါ်စေတယ်လို့ဆိုထားတယ်ဟုတ်တယ်ဗျာအမြဲတမ်းအနာမရှိနေပဲတဲ့သူမရှိတော့တဲ့အခါမှာကိုယ့်ရဲ့တမှုကိုနားလည်လာတတ်ကြတာတဘာဝပဲလေပြီးတော့နီလန်4အရာဆိုရင်သူတို့နဲ့မပတ်သက်တော့ပဲအမှန်တကယ်ပျော့ရွှ့နေပြခြင်းဟာအကြီးမားဆုံးအောင်ပွဲပဲလို့ပါတယ်နော်ဟုတ်တာပေါ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီဗျာတံပိုးမထားတဲ့သူတွေကမိမိကိုယ်အခြားသူတွေရဲ့ခံစားချက်ဗဟိုချက်လို့ထင်မှတ်တတ်ကြတယ်မို့လားငါးကြောင်သူဝမ်းနေနေတာဆိုကြအတ္တမျိုးပေါ့မှန်တာပေါ့အဲ့ဒီတော့သူတို့ကြောင့်မဟုတ်ပဲအလိုလိုပြုံးရပျော်ရွှင်နေတာကိုမြင်ရခြင်းကသူတို့ရဲ့လွမ်းမိုးနိုင်စွမ်းကိုရိုက်ချိုးလိုက်ကပဲဖြစ်ပါတယ်ဒါပေမဲ့စဉ်းစားစရာတစ်ခုရှိတာလေဒီလိုထွက်သွားတာကဖိတနာကိုထွက်ပြေးတာနဲ့မတူဘူးလားငါကအရှုံးပေးလိုက်တယ်လို့ဖြစ်မသွားဘူးလားလူတို့များများအဲ့ဒီလိုထင်တတ်ကြတယ်ဗျာတကယ်တော့ဒါထပ်ပြေးတာမဟုတ်ပါဘူးတန်ဖိုးမရှိတဲ့နေရာကနေကိုယ့်ရဲ့ဘဝစွမ်းအောင်ကိုကာကွယ်လိုက်ခြင်းသာဖြစ်ပါတယ်အချိန်နဲ့စွမ်းရင်ဆိုတာအကန့်အသတ်ရှိတယ်လေကိုယ့်ရဲ့စိတ်ဆိုတဲ့အိမ်လင်းကိုပြန်လဲရှာပွေတွေ့ရှိတာမျိုးပေါ့ဟုတ်တယ်ဗျာအဲ့ဒီလိုတိကျပြောလို့ရပါတယ်အဲ့ဒီတော့အစိတ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ကနေထွက်လာပြီးတဲ့နောက်ရရှိလာတဲ့အချိန်တွေကိုအတုံးဖြူပြီးကိုဘလို့ဒီဆောင်မလဲဆိုတာစက်ကြည့်ရအောင်ကောက်ပါပြီဗျာနီလာ9မှာကျတော့တစ်ဖက်လူအလန်းမမီနိုင်တော့တဲ့အဆင့်အထိကိုတိတ်ဆိတ်စွာဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ဆိုတယ်ဟုတ်ကဲ့ရုပ်ရည်အတန်နေသန်ထားတွေးခေါ်ပုံကအစအတွင်းစိတ်အထိမြင့်တင်ရမှာပါသူတစ်ပါးရဲ့နှင်းချမှုတွေကိုလောင်စာအဖြစ်အတုံးချရမယ်ပေါ့အဲ့ဒီလိုတိတ်ဆိတ်စွာကြိုးစားနေရတဲ့နီလန်း6အရာသူတို့အကြောင်းကိုလုံးဝချက်မပြောတော့ဘူးကလည်းအရန်အရေးကြီးတယ်လို့ပါတယ်နော်တကယ်ကိုအရေးကြီးတယ်ဗျာတခြားသူကိုနာကျင်အောင်လုပ်သူတွေအကြောက်ဆုံးရာကမုန်းတိခံရခြင်းမဟုတ်ဘူးဒါဆိုဘာဖွင့်မလဲရှင်မေးလျော်ခံရခြင်းပါပဲဗျာမုန်းနေတဲ့သူတွေကကိုယ်ခေါင်းထဲမှာသူတို့နေရာယူထားတော့ပဲလေဒါကမီးတောက်တစ်ခုကိုအောက်ဆီဂျင်ဖြတ်တောက်လိုက်တဲ့ဥပမာနဲ့တွားတူတယ်သူတို့အကြောင်းကိုစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေပြောနေတာဟာမီးကိုအောက်ဆီဂျင်ပေးနေတယ်လို့ပဲလေမှန်တယ်ဗျာ
အဲ့ဒါကြောင့်လုံးဝမပြောတော့ချင်းကထိုလွှမ်းမိုးမှုမီးတော့ကိုအောက်ဆီဂျင်ဖြတ်တော့ပြီးငြိမ့်သက်လိုက်တာပါပဲကိုကမပြောတော့တဲ့အဖက်သူတို့ရဲ့အရေးပါမှုကလုံးဝသူ့ညဖြစ်သွားတယ် စိတ်ပညာရပြောရရင်ဗျာသူတို့အကြောင်းမပြောတော့တာဟာကိုယ်စိတ်ထဲမှာသူတို့ပါဝင်နေတဲ့စိတ်ခံစားမှုညီမြရင်ကိုအပိတိုင်ဖျက်သိမ်းလိုက်တာပါပဲကိုယ့်ရဲ့ပြောရွှင်မှုဝမ်းနယ်မှုမှာသူတို့ဆိုတာမရှိတော့ဘူးပေါ့ တကယ်ကိုအတန်တိတ်နေခြင်းဟာအကျယ်လောင်ဆုံးသောတုံ့ပြန်မှုဖြစ်သွားတာပေါ့နော် ဟုတ်ပါတယ်ဗျာအဲ့ဒီနောက်မှာနီလန်းခွန်ရစီကန်းရှိမှုရီမန်းချက်ရှိမှုတွေနဲ့တန်ဖိုးရှိတဲ့ဘဝကိုနေထိုင်ရပါမယ် ဒီနေရာမှာတန်ဖိုးဆိုတာငွေကြေးကုန်ပကဒနာကိုပြောတာမဟုတ်ဘူးနော် မဟုတ်ဘူးဗျာအတွင်းစိတ်ကလာတဲ့စစ်မှန်တဲ့ရေးတွေကိုပြောတာပါကိုယ်တန်ဖိုးကိုတူတစ်ပါးကတတ်မှတ်ပေးစရာမလိုတော့တဲ့အခြေအနေပေါ့ ပြီးတော့နောက်ဆုံးအရေးကြီးဆုံးနီလန်းရှိကတော့ခွင့်လွတ်ပါဒါပေမဲ့နောက်ကြောင်းမြောင်မလဲပါနဲ့တဲ့ ဟုတ်တယ်ဗျာ ခွင့်လွတ်ခြင်းဟာအားနည်းမှုမဟုတ်ပဲအမြင့်ဆုံးသောဝိညာဉ်ရေးရလက်စားချင်မှုဖြစ်တယ်လို့ဆိုထားတာတွေ့ရတယ်ဒါကတော်တော်လေးနက်နဲတယ် ခွင့်လွတ်တယ်ဆိုတာကတစ်ဖက်လူအတွက်မဟုတ်ဘူးဗျာကိုယ်တိုင်ဒေါတာဆိုတဲ့တန်ကြိုးကနေလွတ်မြောက်ဖို့ပါငါမင်းကိုစိတ်မဆိုးတော့ဘူးဒါပေမဲ့မင်းစီကိုလည်းပြန်မလာတော့ဘူးဆိုတဲ့အတွေ့မျိုးပါ ဝါဒါကအနုညံ့ဆုံးပြင်မဲ့အထက်မြတ်ဆုံးတားရက်လက်ပဲနော်ဒါဆိုရင်ဒါတွေအလုံးကပါကိုဆိုလိုတာလေ အပြင်မှန်းကကြည့်ရင်ဘာမှမတွန့်ပြန်တယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တဲ့တော်လန်ရေးတစ်ခုဖြစ်သွားတော့ပေါ့ဗျာ တကားတစ်ချက်ကိုပိတ်လိုက်ပြီးနောက်တသက်လုံးပိတ်ထားလိုက်ခြင်းနဲ့ကိုယ်စိတ်ရဲ့ငြင်းချမ်းရေးကိုထိမ့်သိမ့်လိုက်တာပဲ အတိအကျပါပဲဒါဟာတိတ်ခိုက်ဆရာမလို့ပဲအနိုင်ရရှိခြင်းရဲ့အကောင်းဆုံးသဘောတရားပါပဲဗျာ ဆိုတော့အခုဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ကြည့်ရရင်အမှန်တကယ်လက်စားချေခြင်းဆိုတာကိုယ့်ရင်ထဲကမီးနဲ့ကိုပြန်လောင်ကျွမ်းစေတာမဟုတ်ဘူးပေါ့နော် ဟုတ်တယ်ဗျာငြိမ်းချမ်းခြင်းနဲ့အောင်မြင်ခြင်းတွေကိုခိုင်ခိုင်မာမာတည်ဆောက်ပြီးတစ်ဖက်လူကိုနောင်တရစေတာမျိုးပါ တခြားသူတွေရဲ့အတိအမှတ်ပြုမှုကိုအမြဲတမ်းရှာဖွေနေရတဲ့ဒီခက်ကြီးထဲမှာဒီအချက်လက်တွေကမိမိကိုယ်တိုင်ပါလင်မိမိရဲ့တန်ဖိုးကိုသတ်မှတ်သူဖြစ်တယ်ဆိုတာကိုနားလည်ဖို့အများကြီးအထောက်အကူဖြစ်စေပါတယ် မှန်ပါတယ်ဗျာဒါဟာနာစင်တူတိုင်းအတဲ့လက်တွေ့အထုံးချနိုင်ပြီတကယ်ခွန်အားတစ်ခုဖြူမှသေချပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့ဆွေးနွေးချက်တဲ့ပေါ်အခြေခံပြီးနောက်ဆုံးအနေနဲ့တွေးတောစရာလေးတစ်ခုချန်ထားခဲ့ချင်ပါတယ် ဘယ်လိုမျိုးလေးများလဲဗျ အကယ်၍ကျွန်တော်တို့ရဲ့အကြီးမားဆုံးတော့ဘဝတိုးတက်မှုတွေဟာကျွန်တော်တို့ကိုတန်ဖိုးအမတ်ထားဆုံးလူတွေစီကနေမြဖြားခံလာတာဆိုရင်ထိုနာချင်းစေခဲ့သူများကိုကျွန်တော်တို့အနေနဲ့တစ်စိတ်ကျေးဇူးတင်တဲ့နေပြီလားဆိုတာပါပဲ